ကျွန်းစုမြို့နယ်မှာကျင်းပတဲ့အပြည်ပြည်ဆိုင်ရာဒီရီတောခေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်တိုင်းဒေသကြီးအဆင့်မိုးရသည့်ဒီရီတောတစ်ပင်စိုက်ပျိုးပွဲကိုတနင်္လာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစောနိုင်ဦးကိုင်းရိုးဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှုဗိုလ်ချုပ်ကျော်ကျော်ဟန်တိုင်းဒေသကြီးဝန်ကြီးတွေဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ဒေသခံပြည်သူတွေတက်ရောက်ခဲ့ကြပါတယ်အခမ်းအနားမှာဝန်ကြီးချုပ်နဲ့တာဝန်ရှိသူတွေကစိုက်ပျိုးမဲ့ဒီရီတောတစ်ပင်ပြိုးပင်တွေကိုပေးအပ်ခဲ့ပြီးဝန်ကြီးချုပ်ဦးဆောင်ကတိုင်းမှုဝန်ကြီးတွေဌာနဆိုင်ရာဝန်ထမ်းတွေလူမှုရေးအသင်းအဖွဲ့တွေဒေသခံပြည်သူတွေနဲ့ပြည်ဖြိုးထွန်းကုမ္ပဏီဝန်ထမ်းတွေကဒီရီတောတစ်ပင်တွေကိုစုပေါင်းစိုက်ပျိုးခဲ့ကြပါတယ်ဒီရီတောတစ်ပင်စိုက်ပျိုးရမှာဖြူအုပ်ဆောင်ဖြူချီတော့လမှုတမက်ကနဇူကျနာနဲ့ပင်လယ်အုံးစတဲ့တစ်မျိုးစုံစုစုပေါင်း1221ပင်စိုက်ပျိုးခဲ့ကြပြီးဝန်ကြီးချုပ်နဲ့တာဝန်ရှိသူတွေကစိုက်ပျိုးနေမှုတွေကိုလှည့်လည်ကြည့်ရှုအားပေးခဲ့ပါတယ်။ဒါအပြင်2026-29ဘဏ္ဍာရေးနှစ်ပင်လယ်ကမ်းရိုးတန်းတယံဇာတဘက်ဆောင်စီမံအုပ်ချုပ်ခြင်းအစီအစဉ်အရဒေသခံပြည်သူတွေနဲ့တူလမ်းဘေးဝဲရမှာလေကားရန်ဖြစ်အုံးပင်100ကိုလည်းထပ်မံစိုက်ပျိုးခဲ့ပါသေးတယ်။ဒီတော့တွေဟာကမ်းရိုးတန်းတိုက်စားမှုကိုရှော့ချပေးနိုင်တယ်လို့အန်နဝါခေဟစနစ်ထိန်းသိမ်းရေးနဲ့ရေထွက်တယံဇာတများရေရှည်တည်တံ့ရေးအတွက်လည်းအရေးပါတဲ့တဘာဝအရင်းမြစ်တွေဖြစ်တာကြောင့်အခုလိုစုပေါင်းတစ်ပင်စိုက်ပျိုးခြင်းဟာတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ဒေသဖွံ့ဖြိုးရေးအတွက်အထောက်အကူဖြစ်စေမယ်လို့သတင်းရရှိပါတယ်ခင်ဗျာ။